ဒီနေ့နနတ်တီးနဲ့ဝတ်သားနဲ့ကြော်စားမယ်နော်နနတ်တီးဝတ်သားကြော်ဖို့အတွက်နနတ်တီးလေးတွေကိုစိတ်ထားမယ်ဝတ်သားကိုလည်းပပလေးတွေလှီးထားမယ်နော်ပြီးရင်ချက်တော်ပြူနဲ့စီတက်မယ်ဟိုးလေးကိုစီတဲ့မယ်ဒီလိုင်းချက်တော်ပြူတဲ့မယ်ပြီးရင်ဝတ်သားတဲ့မယ်ပတားထည့်ပြီးရင်စားထည့်မယ်ကျင်းငါများရဲ့အစီထည့်မယ်ကြားလေးနည်းနည်းထည့်မယ်ဝိချာလေးနည်းနည်းထည့်မယ်နော်ပြီးရင်ဒီလေးနဲ့နည်းနည်းစားချက်အောင်ပြုတ်လိုက်နော်ရောင်လေးလာအောင်ကျင်းငါများရဲ့အနောက်ပဲထည့်မယ်နော်အားလုံးကအခုဆိုအနံ့လေးလည်းမွေးလာပြီအယောင်လေးလည်းလာပြီဆိုတော့ဒီလေးနည်းနည်းထည့်ပြီးတော့အသားချက်အောင်ချက်လိုက်မယ်နော်ဒီလေးတွေခန်းတော့မယ်ဆိုရင်နနတ်တီးထည့်လိုက်မယ်နော်နနတ်တီးကလည်းကြီးထပ်ထွက်တယ်ဆိုတော့တော့ပါပဲဝတ်သားအဲ့ဒါဆိုရင်ချက်ပါပြီနနတီးကလည်းရေထွက်လာအောင်လဲဆိုတော့ကဝတ်သားကိုရေအခုဒုတိယအကြိမ်ထပ်ထည့်ကြမလို့တော့เนาะပြီးရင်လည်းကိုရီတင်အောင်ပါနနတီးလေးတွေတဖြည်းဖြည်းနွမ်းလာပြီเนาะတက်တော့ဆိုရင်နနတ်တီးလေးလည်းနည်းနည်းနွမ်းလာပြီအကြတာလည်းဝတ်သားထဲမှာစိတ်ဝင်နေပြီဆိုတော့ကိုကြီးတင်တော့မယ်နော်ဒါကိုကြီးချိုးထားတဲ့ကြီးပါဒီထဲမှာခရုစီကိုနန်းစီမွေးကိုထည့်တင်လိုက်ရတယ်နော်မတော့မထည့်ထားတော့ဘူးရိုင်းနဲ့ကြော်တော့မယ်ဒီလိုရောအခုဆိုရင်ရာသီစာနနတ်တီးဝတ်သားကြော်ပြီးရပါပြီနနတ်တီးနဲ့မွေးမွေးလေးရေချိုးချင်းအရတာလေးရေစားလို့ကောင်းတယ်နော်ဝတ်သားလည်းမအီရောဘူးလိုက်ချက်စားကြည့်ကြနော်